တော့ဘလောက်တမှုရှိရမလို့ကွာရတယ်က အတိမ်မောင်းလောက်တန်နေမှတော့အများကြီးတန်တယ် နော်ကြောက်ရည်လေးရင်းတဲ့နေရာလေးပါတယ်ဗျ တောက်ချက်မတော့လားနဲ့လာရက်တော့ရပဲထိုင်ကြည့်တော့မကြောက်လားစိတ်လိုက်ပဲဖွာနေရော မင်းကဘာနားလဲလို့ငါကြောက်တုံးရတာတဲ့အဲ့ကြောင့်ရောက်ပြီးမှရှာမှာပေါ့မင်းလို့မဟုတ်ဘူးမင်းမရှာမရှိစမ်းပါနဲ့ မလေးနင်းကြောက်ဘလောက်တန်တာမှတ်လို့လဲညတော့ထောင်ကြရစတဲ့ရရင်လူမြဲနေပြီ မင်းတအားရှာချင်ပါလားငါရှာချင်မှရှာမှာပေါ့ငါအိမ်အောင်ဦးကြီးပဲ ခလိုက်အဲ့လိုကြည့်တယ်တက်မရှာတော့ဝက်လောက်ရှိဘာနဲ့စမှန်း ဒီမိန်းမလားစကားများတာပဲအစိတ်ထိုးလာပြီနော် တော့ရှင်းတော့ဘလောက်တမှုရှိရမလို့ကွာရတယ်က ဟာငါကြောက်ကွဲသွားပြီကွာဒီမိန်းမမလုပ်တာတော့ကွာ ဘာကဘာဖြစ်တော့ မင်းငွေမလို့ချင်ဘူးလားကွာဒီမိန်းမကွာအတိမ်မောင်းလောက်တန်နေမှတော့အများကြီးတန်တယ်ကွာဒါအေးကြောက်ကွာအေးကြောက်အခုတော့ပြစ်ခွဲလိုက်တာကွာမိန်းမဘာမှနားမလဲပဲနဲ့ ကွာတော့ဘာဖြစ်တော့ကြောက်နဲ့တလုံးဆောက်လောက်မှာပြော ကြောက်ကကွဲသွားပြီကွာမင်း ဘာဖြစ်ကြတော့ရိုက်ပါများတော့မှားလဲ လောပန်းကိုပြမကြောက်ခွဲလိုက်တာလေကျွန်တော်အများကြီးမှတ်ထားတာလောပန်းဟာ ဒီတော့ရေကြောက်ပဲနော်ဒါကွဲသွားပြီကောဒါပေမဲ့အောင်ပန်းကတဆင်ရော့သွားလို့ဖြစ်သွားပြီကောချက်သွေးကြောဘာလို့ဘလောက်ချမလဲကိုရေးတာ အဲ့ဒါတော့မှတ်ထားတော့ ပြေးသွားပြီလေဗျာမပြေးတော့ကိုမတဲ့ဈေးတိုင်းတော့ဖြစ်နိုင်တယ် အရေရောက်ကြောက်သားကောင်းတယ်နော်လောပန်းဘယ်လောက်ပေးမလဲပေးကြည့်တယ် ဘာသိတော့ကြိုက်တယ်ကျွန်တော် နေတယ်လောပန်းမရပါဘူးလောပန်း ခဏလေးကျွန်တော်တေချာကြည့်လိုက်ပဲချက်ကြည့်လိုက်ပဲမိ သေးกว่าပါတယ်လော မကောင်းကျွန်တော်မိထောက်ကြည့်ဦးမယ်လေ ဟုတ်ပါရဲ့ပါ မိထောက်ကြည့်အောင် ဟုတ်ကဲ့ဟုတ်ကဲ့ ဒီချောက်လေးကအရင်နှက်ကြောနေရာလေးတော့ရှိတယ်ဗျရင်းနေရပဲနော်သူရဲ့တီပေါက်နေရာလေးပေါ့ဗျပဲ့ရတော့ပဲ့သွားပြီဗျဒါပေမဲ့ပဲ့နေရာလေးမှာတော့ဝါလူပုံစံမျိုးဖြစ်သွားတာနော်ကြောက်ရည်လေးရင်းတဲ့နေရာလေးပါတယ်ဗျသူပဲ့တယ်ဆိုတော့ကြောင့်မလို့အများကြီးခေါင်းလို့ရသေးတယ်ဗျဦးဒီတော့လာနော်ဒီနေရာလေးမှာတော့သူကပြင်ရလာပြီဆိုလို့ရှိရင်တော့ကျွန်တော်စကြည့်ရပိုင်းပဲပေါ့ဗျနော်ခွန်တိတ်ပေးလိုက်မယ်လေကိုကြီး တော့ရောက်လိုက်တော့လေ ယူလိုက်ရလောပန်းဟာယူလိုက်တော့ ရောက်တော့ ဟုတ်ယူလိုက်တော့မဟုတ်ဘူးလောပန်းဟာအဆင်မပြေလို့ကြောက်ကလည်းကွဲသွားလို့လေဒီမိန်းမထူခွဲလိုက်တာ ရှင်ပါလင်မရတဲ့ခါကျစကားများလာတာပဲ နောက်တော့ တော့ခုနှစ်သိန်း အောင်းပါပြီလောပန်း ဟုတ်ပြီနော်ကဲ ပါတော့ဝဲမှာ ဒါလေးကြိုင်တော့ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာနော်ကိုကြီးကဲတော့မယ်